မိုးရွာဖို့ပဲဖြစ်ဖြစ်နှင်းကြဖို့ပဲဖြစ်ဖြစ်အကိုတို့ကလေကောင်းကင်မှာဘာတွေရှိမှရမှာခုမို့တိမ်နေရှိမှရမှာပေါ့နော်တိမ်ကိုကြတော့ဂျပန်လိုခုမို့ဂျာဒါဆိုလို့ရှိရင်တိမ်ခမ်းကြီးလေးကိုကြည့်အောင်ဒီပုံစံလေးပေါ့နော်မိုးတိမ်ခမ်းကြီးလေးမှာလည်းကြည့်အောင်သူကဘာပါလဲအမယ်ဆိုတဲ့မိုးစိတ်ပိုင်းလေးပါနေပြန်ပြီပေါ့နော်ဒါဆိုရင်အဲ့ဒီအမယ်ဆိုတဲ့မိုးခမ်းကြီးလေးနဲ့ဘာနဲ့ပေါင်းထားရလဲဆိုတော့ကြည့်အောင်အမယ်ဆိုတဲ့မိုးရဲ့ plus ပေါင်းတယ်ဘာနဲ့ပေါင်းလဲဆိုတော့ဒီဟာလေးသိအောက်အဓိပ္ပာယ်ကကြတော့တွေးဆုံသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါဆိုလို့ရှိရင်ခူမိုဆိုတဲ့တိမ်ခမ်းကြီးလေးကိုဘယ်လိုအလွယ်မှတ်မလဲသူကမိုးအမယ်မိုးနဲ့အောက်တွေးဆုံသည်နဲ့ပေါင်းထားတဲ့ပုံစံလေးပေါ့နော်အဲ့ဒီပုံစံလေးဆိုတော့ဒီလိုအလွယ်မှတ်လိုက်အမယ်မိုးနဲ့အာအီမက်အောက်တွေးဆုံမှုအတွက်ကောင်းကင်မှာဘာတွေရှိရမလဲခူမို့တိမ်တွေရှိရမယ်ပေါ့နော်じゃあ次はဒီပုံဝင်ကြည့်အောင်ဒီပုံကဘာတွေဖြစ်နေလဲဒီမှာတိမ်ကြီးကလည်းမဲမှောင်ပြီးတော့မှလေဒီမှာမိုးကြိုးတွေကလည်းပြည့်ဒါဆိုရင်မိုးကြိုးကိုဂျပန်လိုဘယ်လိုခေါ်လဲမိုးကြိုးကိုဂျပန်လိုခါမီနာရီမိုးကြိုးပေါ့နော်ဒါဆိုရင်ခါမီနာရီမိုးကြိုးဆိုတဲ့ခန်းကြီးလေးကိုကြည့်ရဒီပုံစံလေးဒီမှာကြည့်အရန်လွယ်တယ်ဒီခန်းကြီးလေးကလေဒီခါမီနာရီမိုးကြိုးဆိုတဲ့ခန်းကြီးလေးကိုအခုတော့အစိပ်ပိုင်းနှစ်ခုခွဲကြည့်လိုက်မယ်ဆိုရင်အမေဆိုတဲ့မိုးနဲ့ဒီ4000ခွက်ကလေးလေးတဆိုတဲ့လေခွင်းနဲ့ပေါင်းတာနော်လွယ်တယ်နော်ဒါဆိုရင်အလွယ်ဘယ်လိုမှတ်မလဲဆိုတော့အမေမိုးသေးထန်စွာရွာပြီးတော့လေခွင်းနဲ့ကိုခါမီနာရီမိုးကြိုးပြစ်ချစနတော်ကတင်သွားတယ်လေအမေဆိုတဲ့မိုးနဲ့ဆိုတဲ့လေခွင်းနဲ့ပေါင်းထားတယ်မိုးသေးထန်စွာရွာရင်လေခွင်းနဲ့ကိုမိုးကြိုးပြစ်ချတယ်ခါမီနာရီမိုးကြိုးလို့အလွယ်မှတ်ခဲ့တယ်ဆိုရင်ခါမီနာရီမိုးကြိုးဆိုတဲ့ခန်းကြီးကိုရလို့ရှိရင်မိနာဆန်နောက်ထပ်ခန်းကြီးတစ်လုံးကိုလည်းလွယ်လွယ်ကူကူရတယ်အဲ့ဒါကဘာလဲဆိုတော့ဒီပုံလေးကိုခံမှန်းကြည့်ရဒီပုံလေးကဘာပုံလေးဖြစ်မလဲလျှက်စစ်မီလုံးလေးအဲ့တော့လျှက်စစ်ကိုဘယ်လိုခေါ်လဲသိလျှက်စစ်ကိုလေဒင်းကီလျှက်စစ်ကဒန်းဆိုတဲ့လျှက်စစ်ဆိုတဲ့ခန်းကြီးလေးကိုလည်းရသူကခါမီနာရီဆိုတဲ့ခန်းကြီးလေးနဲ့ဆင့်တူတယ်ဒီပုံစံလေးပေါ့နော်မတူတာလေးကဘာလဲဆိုတော့သူလည်းအဲ့လိုပဲမိုးအမယ်ဆိုတဲ့မိုးနဲ့ဆိုတဲ့လေခွင်းနဲ့ပေါင်းထားတာပဲဒါပေမဲ့ခါမီနာရီနဲ့ဒန်းလျှက်စစ်နဲ့မတူတာကြောင့်သူကဒီအောက်မှာအမီးရှိရှည်လေးပါအဲ့တော့ဒီပုံစံလေးကစင်တူလေးဆိုတော့အတူတူတွဲပြီးတော့မှတ်လိုက်